ကန်ရဲ့ဒီတစ် channel က I get philophobia ဆိုတဲ့ဟာကိုပြောပြချင်တာသူကစကားလုံးနှလုံးပေါင်းတာ philo နဲ့ phobia ဆိုတာကတစုံတစ်ခုကိုတာမန်ထပ်ပို့ပြီးလွယ်ထပ်ပို့ပြီးတော့ကြောက်တဲ့ယောဂတစ်မျိုးပါအခြားသူတွေအတွက်ပုံမှန်ပဲကိုယ့်တော့ပဲအဲ့ဒါကြီးကတာမန်ထပ်ကိုပို့ပြီးတော့ကြောက်စရာမုန်းစရာကောင်းနေတာဒါမျိုးကို phobia လို့ခေါ်ပါတယ်ဆိုတော့ philophobia က fears of love အချစ်ကိုကြောက်တာချစ်ရမှကိုကြောက်တာတနည်းအားဖြင့်ဒီချစ်ရကနေပြီးတော့နောက်ဆက်တွဲရရှိလာမယ့်အကျိုးဆက်တွေဖြစ်တဲ့နာကျင်ရတာတွေဝမ်းနည်းရတာတွေစိတ်ညစ်ရတာတွေဒါတွေခံစားရမှာကိုကြောက်တာပေါ့ဆိုတော့ philophobia ကဘယ်လိုအခြေအနေမျိုးတွေမှာဖြစ်နိုင်လဲဆိုရင်ကိုချစ်တဲ့သူကကိုယ့်ကိုသစ္စာဖောက်တဲ့အခါပဲဖြစ်ဖြစ်လမ်းခွဲသွားတဲ့အခါပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ကိုညှင်းလိုက်တဲ့အခါပဲဖြစ်ဖြစ်ဒီလိုအခြေအနေမျိုးမှာလည်းဖြစ်နိုင်တယ်လို့ကိုယ့်ရဲ့ environment pressure တွေကြောင့်လည်းဖြစ်နိုင်တယ်ဥပမာကိုယ့်အဖေမေရဲ့အိမ်အောင်ပြုတ်ခွဲမှုကြောင့်တော့၎င်းကိုယ့်ဘဝဝင်ခြင်းမှာရှိနေတဲ့ relationship တွေရဲ့အဆင်မပြေမှုတွေကြောင့်တော့၎င်းကိုကမြင်ပြီးတော့ trauma တွေရပြီးတော့ဒီ philophobia ကိုရနိုင်ပါတယ်ခံစားရနိုင်ပါတယ်အခြားသော phobia တွေလည်းအများကြီးရှိပါသေးတယ်ဥပမာအမြင့်ကြောက်တယ်ဆိုရင်ကျွန်တော်တို့က acrophobia မှောင်တဲ့နေရာတွေကိုကြောက်တယ်ဆိုလို့ရှိရင် nyctophobia စသဖြင့် phobia တွေအများကြီးရှိပါတယ်ကျွန်တော်က relate tips and trigger error မှာသိချင်တာရှင်းလဲ comment မှတ်ငယ်လို့ရပါတယ် alright stay tuned for more